ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ရဲ့ကျော်မင်း channel အသစ်ကလေးကနေအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမလောက်ခေါ်ဆက်သားလိုက်ပါတယ်เนาะအားလုံးသောကိုရီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာစိတ်သွားတိုင်းကိုပါပြီးတော့လူအင်ဆန္ဒတွေလည်းတလုံးတဝါကြီးပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဗျာကဲကိုမိုင်အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်တို့လေးပွဲကိုเนาะနေ့ရက်လေးပွဲကိုကနန်းရှစ်လုံးလေဗျာကိုမိုင်အားလုံးပဲရက်ဆက်တယ်เนาะအကျုံစဘူးအကျုံတွေထူးနေကြပြီဗောကိုမိုင်အားလုံးပဲကဲကိုမိုင်အားလုံးပဲเนาะကျွန်တော်အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုပိုင်းလေးอ่ะကျွန်တော်တို့အခု17ရက်2လ2026เนาะဗုဒ္ဓဘုနေ့12နာရီ10မိနစ်အတွက်ဖြစ်ပါတယ်ကိုမိုင်အားလုံးပဲเนาะဥစွာပထမကိုမိုင်အားလုံးပဲเนาะဗီဒီယိုဖိုင်လေးကိုအစအနေဆုံးထိပြီးဆုံးအောင်တည်တည်ချာချာလေးကြည့်ရှုပေးပါเนาะအဖွဲ့ဝင်ထားတဲ့ကိုရီမတွေဆိုရင်ပို့ပြီးတော့တည်တည်ချာချာလေးကြည့်ရှုပေးပါเนาะကိုမိုင်အားလုံးပဲကဲကိုရီမတွေအားလုံးပဲเนาะမွေးခွေရတော့လိုက်ရမယ်เนาะမွေးခွေရတော့လိုက်ရမယ်ကိုရီမတွေအားလုံးပဲမွေးခွေရတော့လိုက်ရမယ်เนาะအားကြောင့်လဲဆိုတော့မွေးခွေလေးရတော့လာဖို့တော့ကောင်းပြီဗျเนาะဒါပေမဲ့3ရက်အတွင်းတော့ပို့ပြီးအားကောင်းတယ်လို့တော့ထင်တာပဲเนาะဒါတစ်ပတ်စာဖြစ်နေတဲ့အတွက်စောပြီးလဲလာနိုင်တယ်လို့နောက်ကြပြီးတော့လဲလာနိုင်ပါတယ်เนาะကိုရီမတွေကျွန်တော်ပြောပြီးသားเนาะကဲကိုရီမတွေအားလုံးပဲကျွန်တော်တို့ဖွဲ့ဝင်ထားတဲ့ကိုရီမတွေဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်တည်တည်ချာချာလေးကြည့်ရှုပေးပါเนาะကျွန်တော်တို့ဒီတိုက်ကကိုရီမတွေလည်းဗျာကျွန်တော်တာဝန်မကျေဘူးဖြစ်နေတယ်เนาะအကောင်းဆုံးပြန်လဲစူးစမ်းပေးပါမယ်เนาะယုံကြည်ကြည်လေးနဲ့တည်တည်ချာချာလေးကြည့်ရှုပေးပါ view site ပေးပါเนาะကဲကိုရီမတွေအားလုံးပဲเนาะကျွန်တော်ကိုအခုမှမြင်အခုမှတွေ့ခုမှဝင်ရောက်ပြီးတော့အားပေးကြတဲ့ကိုရီမတွေကလည်းเนาะကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုကြိုက်နေတဲ့မှုရှိတယ်အကြိုက်တူမှုရှိတယ်ဆိုရင်เนาะ channel လေးကို subscribe မရသေးရင် subscribe လေးနှိပ်သွားပေးပါဗီဒီယိုလေးတွေကြည့်ရှုတဲ့အခါမှာလည်းလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါလို့တောင်းဆိုပါတယ်ဗျာเนาะကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးတွေကိုမှားသည်ဖြစ်စေမှန်သည်ဖြစ်စေအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ကိုရီမတွေကျေးဇူးလည်းအရင်တင်ပါတယ်เนาะကျွန်တော်ကိုဗီဒီယိုဖိုင်လေးကြည့်ရှုတဲ့အခါမှာတော့ like လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါလို့တောင်းဆိုပါတယ်ဗျာเนาะကဲကိုရီမတွေအားလုံးပဲเนาะအဖွဲ့ဝင်ထားတဲ့ကိုရီမတွေเนาะဒီတော့ဘက်မှာအဖွဲ့ဝင်ဇာတိုးပတိလုံးဝနားပါမယ်เนาะနားမယ်ကျွန်တော်တို့အခုဗုဒ္ဓဘုနေ့မှာတဏီကုံကစားရမယ်เนาะအထူး share เนาะအထူးပတိနဲ့ main ကွက်ကိုကျွန်တော်ထပ်ပြီးတော့ပို့ဆောင်ပေးပါမယ်ကျွန်တော်ပို့ဆောင်ပေးတာကိုပဲကစားပါเนาะပထမအဖွဲ့ဝင်ထားတဲ့ကဏ္ဍကိုလုံးဝနားပါမယ်ဗျာအခုဝင်မှထွက်လာရင်လည်းထွက်လာပါစေဗျာထွက်လာလဲတောင်းတရလဲအကြီးပဲရလိုက်တော့မယ်เนาะစောင့်မြတ်ကပ်ဖို့ကောင်းသွားပြီဒီကဏ္ဍကြီးရเนาะလာတဲ့ဟာကြီးကိုလုံးဝမလာဘဲနဲ့ထိတ်တွေကလည်းလုံးတော့ထိတ်တွေကြီးပဲလိုက်ဆွဲနေကဏ္ဍကြီးအဲ့လိုဖြစ်6-9နဲ့ဆိုတော့ဂိမ်းခွေလေးရဗျာเนาะဒီတစ်ပတ်မှာမြူးမယ်လို့ကျွန်တော်လုံးဝထင်ထားပြီးသား6-9နှစ်ဂိမ်းခွေလေးကเนาะခွေသွားတဲ့အပြင်ဒီတစ်ပတ်မှာလည်း4ပွဲကိုသူက3ပွဲအောင်ဆွဲပေးထားတယ်ဗျာเนาะအဲ့ဒါထပ်ပြီးတော့လာအောင်မှာကျွန်တော်ပြောပြီးသားအနည်းဆုံး6ပွဲလောက်ထိဆင်းမယ်လို့เนาะကဲဖွဲ့ဝင်ထားတဲ့ကိုရီမတွေဖွဲ့ဝင်ထားတဲ့ကဏ္ဍကိုနားပါမယ်เนาะနားပါမယ်ဗုဒ္ဓဘုနေ့ကိုဘာဆက်လုပ်ရမလဲဆိုတာကျွန်တော်ပို့ဆောင်ပေးပါမယ်ကျွန်တော်ပို့ဆောင်ပေးတာကိုပဲထိမိလေးကစားပါเนาะဒါနေတိုက်ကသီးသန့်ကစားတဲ့ကိုရီမတွေကတော့เนาะမွေးခွေလိုက်နေတဲ့ကိုရီမတွေကလည်းဒါအခွေကစားရမယ်เนาะနေတိုက်သီးသန့်ကစားတဲ့ကိုရီမတွေကျွန်တော်တို့အခုဗုဒ္ဓဘုနေ့เนาะ12နာရီ10မိနစ်မှာ9-3ည1ချိန်9-3ညပတိပါเนาะ9ကိုကြိုက်နေတတ်တဲ့အကိုရီမကြီးကလည်း9ကိုကစားနိုင်တယ်3ညကိုကြိုက်နေတတ်တဲ့အကိုရီမကြီးကလည်း3ညကိုကစားနိုင်ပါတယ်เนาะရှယ်ကီးဖြစ်တဲ့เนาะကျွန်တော်တို့ဒါ9-3ညကီးနဲ့9-3ညကိုလည်းကြိုက်ရင်ပြန်ပြီးတော့ခွေပြီးတော့ကစားလို့ရပါတယ်ဗျာကိုကိုမကြီးအားလုံးပဲเนาะ9နဲ့ပတ်သက်ပြီးတော့အဓိကမိန်ထားပြီးတော့ကစားမယ်ကဏ္ဍလေးတွေရဲ့3ညနဲ့ပတ်သက်ပြီးအဓိကမိန်ထားပြီးတော့ကစားမယ်ကဏ္ဍလေးတွေကိုကျွန်တော်ထပ်မံပြီးတော့မျှဝေသွားပါမယ်ကိုကိုမကြီးအားလုံးပဲလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါเนาะကဲကိုရီမကြီးအားလုံးပဲကျွန်တော်တို့အခုเนาะဗုဒ္ဓဘုနေ့မနက်တော့ပဲတည်တံ့ကစားမယ်ဗျာเนาะမနက်မှာကြကြမကြကြကျွန်တော်ညနေကိုတည်တံ့ထပ်ပြီးတော့လာရောက်မျှဝေပေးမယ်ဒီတကားတော့ကျွန်တော်တနေ့ကုန်စားကိုရီမတွေကိုပေးတော့เนาะဘာလို့လဲဆိုတော့နောက်ကရေးကြီးလာပြီဆိုတော့လေနောက်ကတဲ့ကဏ္ဍလေးတွေကလည်းညနေရောက်ရင်ချိန်ရမယ်เนาะအဲ့လိုတွေရှိလို့เนาะကဲကိုမိုင်အားလုံးပဲ9ပိုင်9ပတ်တီ3ညပိုင်3ညပတ်တီเนาะ9နဲ့ပတ်သက်လာပြီဆိုရင်9-1 9-2 9-3 9-6ဒီကမိန်ထားပြီးတော့ကစားမယ်เนาะဒီကမိန်ထားပြီးတော့ကစားပါ3ညနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လေ3
3-1-3-2နော်3-3-3-6ဒီကမိန်ထားပြီးတော့ကစားပါကနန်းလေးတွေကစားတဲ့အခါမှာအာပြီးတော့ကစားပါဗျာကိုကိုမိုင်းအားလုံးပဲနော်9နဲ့ပတ်သက်လာပြီဆိုရင်9-1-9-2 9-3-9-6နော်အဓိကမိန်ထားပြီးကစား3ညနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လေ3-1-3-2 3-3-3-6အဓိကမိန်ထားပြီးတော့ကစားပါအထူးမိန်ရောတဝက်ကောင်းလေးတွေလည်းကျွန်တော်ထပ်မံပြီးတော့ပေးချက်ပေးသွားပါမယ်အဖွဲ့ဝင်ကိုရီမတွေလည်းဗုဒ္ဓဘူးနေ့မှာဗာဆက်လုပ်ရမလဲဆိုတာကိုကျွန်တော်ထပ်မံပြီးတော့ပို့ဆောင်ပေးပါမယ်ကျွန်တော်ပို့ဆောင်ပေးတာကိုပဲကစားပါเนาะဒါကိုရီမတွေအားလုံးပဲသိအောင်ကြိုးပြီးပြောထားရเนาะ YouTube မှာဝင်မကြည့်ပြင်းနဲ့လူတွေကတော့ကျွန်တော်လည်းမတတ်နိုင်ဘူးကျွန်တော်ကတော့ကျွန်တော်လှုပ်ရှားရှိတယ်ကျွန်တော်တောင်းအောင်ကျွန်တော်ပို့ဆောင်ပေးပါပါเนาะကဲကိုရီမတွေအားလုံးပဲเนาะကျွန်တော်တို့9နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်9-1-9-2 9-3-9-6အဲ့ဒီမှာအထူး main ရောတော့ကောင်းကြီးကျွန်တော်တို့50နဲ့မှနှစ်ပါ main ရောတော့ကောင်း52ပါခဏလေးကိုအားတော့ကစားပါ3ညနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လေ3-1 3-2 3-3-3-6အဲ့ဒီမှာအထူး main ရောတော့ကောင်းကြီးကျွန်တော်တို့3-1ပါเนาะ3-1ဒီအထူး main ရောတော့ကောင်း9နဲ့ပတ်သက်လာပြီဆိုရင်52ဒီအထူး main ရောတော့ကောင်းပါ3ညနဲ့ပတ်သက်လာပြီဆိုရင်3-1ဒီအထူး main ရောတော့ကောင်းပါเนาะခဏလေးတွေကိုအားပြီးတော့ကစားပါဗျာကိုမိုင်းအားလုံးပဲကဲကိုဒီမတွေအားလုံးပဲကျွန်တော်တို့ဗုဒ္ဓဘူးနေပါလေနော်ထပ်ပြီးတော့များများလေးအဆင်ပြေကြပါစေကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးသောကိုဒီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲမြဲတာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာ